view တွေတင်တဲ့အခါမှာကိုယ့်ရဲ့ view ကြနေတဲ့ video တွေကို view တွေ like တွေပြန်တက်အောင်ပြန်ဆွဲပြီးတော့တင်တဲ့ဒီလေးကိုယွန်းလေးကလာရောက်မြောက်ပေးမှာဖြစ်တယ်ရှင်။သွားမကြည့်သေးခင်မှာဝင်ရတဲ့ကပြီးဆောက်ခြင်းနဲ့ပတ်သက်ပြီးတော့လာရောက်မြောက်ပေးမှာမို့အရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်။ဘယ်လိုမျိုးသွားပြီးတော့ပြန်တင်ရမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူတွားကြည့်ကြမယ်ရှင်။ကိုယ့်ရဲ့ TikTok အကောင့်ထဲကိုရောက်လာပြီဆိုရင်လေကပေါင်းလေးကိုနှိပ်လိုက်မယ်ပေါ့နော်။ဒီနေရာလေးမှာကိုတင်မဲ့ဗီဒီယိုတွားယူလိုက်မယ်နော်။အခုလိုမျိုးလေးဗီဒီယိုလေးရလာပြီဆိုရင်တော့တခါလေးတင်မယ်ဆိုရင် next ကိုနှိပ်လိုက်မယ်ပေါ့နော်။ဒီနေရာလေးမှာဆိုလို့ရှိရင်ကိုအမြဲခံနေကြ hashtag ကလေးတွေကိုဒီနေရာမှာခံလိုက်မယ်ပေါ့နော်။ရုံးလေးကတော့ဥပမာအနေနဲ့လုပ်ပြတာဖြစ်တဲ့အတွက်2ခုလောက်ပဲဒီမှာ hashtag ခံလိုက်မယ်။ view ကြနေတဲ့ဗီဒီယိုတွေကိုဘယ်နေရာမှာသွားယူရမလဲဆိုလို့ရှိရင်ဒီ mention ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်။ဒီမှာရောက်လာပြီဆိုရင်တော့ကိုကဗီဒီယိုဆိုတဲ့ဘက်ကလေးပြောင်းလိုက်မယ်။ဒီမှာဆိုရင်ကို view ကြနေတဲ့ဗီဒီယိုတွေကိုပေါ့နော်ဆွဲတင်လို့ရပါတယ်တပုတ်ချင်းဒီမှာနှိပ်သွားပြီးတော့ပေါ့နော်နောက်ထပ်တပုတ်ကိုလည်းယူမယ်ဆိုရင်ဒီ mention ကိုပဲထပ်နှိပ်မယ်ဗီဒီယိုပဲထပ်နှိပ်မယ်ပေါ့နော်ဒီမှာဆိုရင်လည်း view ကြနေတဲ့ဗီဒီယိုလေးကိုယူခဲ့လိုက်မယ်ဒီမှာကိုစိတ်ကြိုက်သွားပြီးတော့ကိုရဲ့ view ကြနေတဲ့ဗီဒီယိုတွေကိုဒီလိုမျိုးလေးသွားပြီးတော့ဆွဲတင်ကြည့်ပါရှင်အခုတစ်ခါနဲ့တင်မယ်ဆိုရင်တော့ post ကိုနှိပ်လိုက်လို့ရပါပြီရှင်TikTok ကဝင်ငွေရတာပေါ့နော်အကောက်ကိုလည်းနီးလန်းမှန်မှန်တိစောက်တတ်ချင်တယ်ဒါပေမဲ့ကိုကတင်တန်းကြီးအများကြီးမတတ်နိုင်ဘူးဆိုတဲ့လူလေးတွေပေါ့နော်10ရက်နဲ့လည်းတင်တန်းတက်လို့ရပါတယ်လို့နော်အခြေခံကနေပြီးတော့10ရက်အထိတင် ကြားပေးပါတယ်ရှင်ဒီဂျွန်လေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မြင်မြန်လို့ရပါတယ်ရှင်